Apple Jacks လားဟုတ်ပါပြီ Apple Jacks ပဲပေါ့ဗျာဒီမှာဒီမဲ့ဒီလူဟာသူ့အလုပ်ရှင်စီကနေအလုပ်ထုတ်ခံလိုက်ရပြီရုံးကိုလည်းဘယ်တော့မှထပ်မလာဘူးပြောခံလိုက်ရပါတယ်ဒါအပြင်သူ့နေရာမှာအစားထိုးဖို့တခြားလူတယောက်ကိုတောင်ခန့်အပ်ပြီးပြီလို့ပါအလုပ်ရှင်ကပြောလိုက်ပါပြီသူ့နေရာမှာပိုတော်တဲ့သူကိုခန့်လိုက်ပြီဆိုတာကြတော့ Jerry ဒေါသပေါက်ကွဲသွားပါတယ်နှစ်ပေါင်းများစွာတစ္ဆာရှိရိုးသားမှုအပြည့်နဲ့အလုပ်လုပ်ခဲ့တဲ့သူ့ကိုဘာလေးစားမှုမှမရှိပဲအခုလိုအစားထိုးလိုက်တာကိုအော်ဒေါသထွက်သွားတဲ့ Jerry ကကုမ္ပဏီအတွက်လုပ်ပေးခဲ့တာတွေနဲ့ဆိုင်ရင်ဒီလိုမဆက်ဆံသင့်ဘူးလို့ပြောပေမဲ့သူ့တထေးကတော့လုံးဝဂရုမစိုက်ပါဘူးမင်းချိန်ကြီးကုံသွားပြီဆိုပြီးဂျာရီကိုအေးဆက်ဆက်ပဲအလုပ်ထုတ်လိုက်ပါလေသစ္စာဖောက်ခံရလို့စိတ်နာသွားတဲ့ဂျာရီကတော့သူ့ထိထက်ပိုပြီးချမ်းသာအောင်မြင်မဲ့အစီအစဉ်ကြီးတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဇလန်းစမှာတော့သူ့အလုပ်ကိုင်မှာအောင်မြင်မှုတွေအကြီးကျယ်ရထားတဲ့အသက်35နှစ်အရွယ် Jerry Maguire နဲ့စတင်မိတ်ဆက်ပေးထားပါတယ် Jerry ကသူ့အလုပ်မှာစူးစမ်းပြီးလူလေးစားခံရတဲ့အောင်မြင်ကြော်ကြားသူပါငွေကြီးချမ်းသာပြီးတက်တောက်တက်တာနေနိုင်တဲ့ပြင်ချစ်သူကောင်မလေးအမ်မာနဲ့အတူစီးစိမ်ရှိပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းနေတာဖြစ်ပါတယ်Jerry ဟာအားကစားသမားတွေကိုစီမံလေ့ကျင့်ပေးတဲ့တော်လှတဲ့ agent တစ်ယောက်ဖြစ်ပြီးလုပ်ဖော်ကိုင်ဘက်တွေနဲ့အထက်လူကြီးတွေရဲ့ယုံကြည်လေးစားမှုကိုရရှိထားသူပါ။တနေ့မှာတော့သူ့ boss ကသူ့အပါဝင်လူတချို့ကိုကဖေးတစ်ခုမှာအလုပ်ကိစ္စဆွေးနွေးဖို့ခေါ်ယူလိုက်ပါတယ်။အဆင်ပြေတဲ့အထင်နဲ့ Jerry ယုံကြည်မှုအပြည့်နဲ့ရောက်လာပေမဲ့သူ့တထေးကအလုပ်ဖြုတ်လိုက်ပြီလို့ပြောလိုက်တဲ့အခါသူလုံးဝလန့်သွားခဲ့ရပါတယ်။ကုမ္ပဏီကသူ့နေရာမှာအစားထိုးဖို့ပိုတော်တဲ့သူရသွားလို့သူ့ကိုမလိုတော့ဘူးလို့ပြောလိုက်တဲ့အခါ Jerry စွန့်သွားခဲ့ရတာ။ဒီအလုပ်မှာ10နှစ်ကျော်တိုင်းနေ့တိုင်းအစွမ်းကုန်စူးစမ်းပေးခဲ့တာလေ။သူ့ထေးမျက်လုံးကိုစိကြည့်ပြီးသူဘာလို့ဒီလိုအဆက်ဆံခံရလဲရှင်းလင်းချက်တောင်းခဲ့ပါတယ်။တစ္ဆာရှိစူးစမ်းပေးခဲ့တာမို့ဒါဟာမတရားဘူးလို့ပြောပေမဲ့အေးဆက်ထေးကတော့ဂယုမဆိုင်ပဲ Jerry ကိုပစ္စည်းသိမ်းပြီးထွက်သွားဖို့ပဲအမိန့်ပေးလိုက်ပါတော့တယ်။စိတ်ပြတ်ဒေါသထွက်နေတဲ့ Jerry ဟာရုံခန်းထဲကနေထွက်ခွာဖို့ပြင်ပါတော့တယ်။ဒါပေမဲ့မသွားခင်မှာလုပ်ဖော်ကိုင်ဘက်ဒီနဲ့မန်နေဂျာတွေကိုစုစည်းပြီးအလုပ်ပြုတ်သွားပေမဲ့သူ့ဘဝဟာဒီတင်ပြီးဆုံးမသွားပဲအရင်ကထက်ပိုပြီးအောင်မြင်အောင်ပြန်ထူထောင်ပြမယ်လို့ရဲရဲဝံ့ဝံ့ကျိုးဝါသွားခဲ့ပါတယ်ဗျ။အဲ့ဒါနဲ့ပဲသူကအားလုံးကိုနှုတ်ဆက်ပြီးခေါင်းမော့ရင်ကော့ထွက်သွားခဲ့ပေမဲ့ရင်ထဲမှာတော့နာကျင်မှုတွေအပြည့်နေပေါ့ဗျာပစ္စည်းတွေဆွဲပြီးရုံထဲကထွက်လာချိန်မှာတော့ Jerry ရဲ့တကယ့်အခြေအနေကိုမြင်လိုက်ရပါတယ်နှုတ်ကသာယုံကြည်မှုအပြည့်နဲ့ပြောနေပေမဲ့စိတ်ထဲမှာတော့သူအကြီးကျယ်ပြိုလဲနေပါပြီကဘာပြက်တယ်လို့ခံစားချက်နဲ့ရှေ့ဆက်ဘာလုပ်ရမလဲအလုပ်တွေဘယ်လိုရှာရမလဲဆိုတာသူလုံးဝမသိတော့ပါဘူးအနာဂတ်က6ချားစရာဖြစ်သွားပြီး Jerry မှာရီးစားအမ်မာကိုဆုံးရှုံးရမှာစိုးရိမ်လာတယ်အလုပ်ပြုတ်တာကိုသိရင်ထားသွားမလားဆိုတဲ့အတွေးကအလုပ်လက်မဲ့ဖြစ်တာတဲ့သူ့ကိုပိုကြောက်လန့်စေခဲ့ပါတယ်Jerry မျောလင်းချက်ကုံဆုံးချိန်မှာပဲလုပ်ဖော်ကိုင်ဘက် Dorothy White စီကဖုံးဝင်လာပါတယ်။သူ့ကိုယုံကြည်တယ်လို့ပြောပြီးကုမ္ပဏီကထွက်ကသူနဲ့အတူလက်တွဲဖို့ဆုံးဖြတ်လိုက်တယ်လို့ပြောလာပါတယ်။အသစ်တစ်ခုကိုအတူတူဖန်တီးခြင်းနဲ့ဆိုတဲ့စကားကြောင့် Jerry တယောက်ပျော်လဲပျော်စိတ်လဲအေးသွားပါတယ်။အနည်းဆုံးတော့သူ့ကိုယုံကြည်ပေးမဲ့သူရှိလာပြီး Jerry နဲ့ဒေါ်ယာတီတို့အတူလက်တွဲခဲ့ကြပါတယ်။ဒါပေမဲ့ club တွေစီလိုက်ပြီးဖောက်တယ်ရှာရတာမလွယ်ပါဘူး။လူနှစ်ယောက်တည်းနဲ့ agency အသစ်လေးကိုဘယ်သူမှမစွန့်စားချင်ကြလို့အငင်းခံရတာကြီးပါပဲ။တရက်တော့သူတို့ရှာဖွေနေတော့မှာပဲအရေးချင်းရှိပြီးပြဿနာတွေများတဲ့ဘောလုံးသမား Rod Tidwell နဲ့ဆုံမိသွားပါတယ်။ Rod ကတော်ပေမဲ့ဒေါသကြီးပြီးဂျွတ်တက်တာကြောင့်ဘယ်ကလက်ကမှမခေါ်ချင်ကြဘူး။ဒါပေမဲ့သူ့ကိုယ်သူပြောင်းလဲပြီးအစွမ်းကုန်စူးစမ်းမယ်ဆိုက Jerry နဲ့လက်တွဲချင်တယ်လို့ပြောလာပါတယ်။ဒါကိုအခွင့်ကောင်းလို့မြင်တဲ့ Jerry ကလည်းချက်ချင်းလက်ခံလိုက်ပြီးသူ့ကိုစတင်လေ့ကျင့်ပေးကစီမံခန့်ခွဲပေးပါတော့တယ်။ Jerry ဟာ York ကိုပိုးတော်တဲ့ကစားသမားဖြစ်အောင်နေ့တိုင်းအစွမ်းကုန်ကူညီပေးခဲ့ပါတယ်။ York အောင်မြင်ပြီးကလပ်ကြီးတစ်ခုကိုရောက်သွားရင်သူ့အလုပ်ကိုင်လည်းပြန်ဦးမော့လာပြီးထိုက်တန်တဲ့အောင်မြင်မှုရမယ်ဆိုတာ Jerry သိလို့ပါ။တဖြည်းဖြည်းနဲ့သူတို့နှစ်ယောက်ဟာတငယ်ချင်းတွေလိုရင်းနှီးပြီးယုံကြည်မှုတွေရရှိလာပါတော့တယ်။သူတို့နှစ်ယောက်ရဲ့လက်တွဲမှုပိုခိုင်မာလာပြီး Jerry ကလည်း York ကိုအပြင်းထန်လေ့ကျင့်ဖို့တွန်းအားပေးနေပါတယ်။ဒါပေမဲ့ Jerry အလုပ်ပြုတ်တာကိုရီးစားဖြစ်သူအမ်မာကတငယ်ချင်းတွေစီကသိသွားပါတယ်။အမှန်တရားဖုံးကွယ်ထားလို့ဒေါသထွက်ပြီး Jerry ကိုရင်ဆိုင်ဆွဆွဲကလမ်းခွဲဖို့ထိပြောလိုက်ပါတော့တယ်။ပြီးတော့သူမကသူ့ကိုထားပစ်ခဲ့ပြန်တယ်။ဒီတစ်ခါလဲ Jerry ရင်ကွဲရပြန်တာပေါ့။အမ်မာကသူ့ကိုတကယ်မချစ်ပဲပတ်စံနဲ့အောင်မြင်မှုကိုပဲမက်ခဲ့တာလို့သူနောက်ဆုံးတော့သဘောပေါက်သွားတယ်။နာကျင်ရပြီမဲ့လေသူမကိုဆုံးရှုံးလိုက်ရတာဟာသူ့အတွက်ကံကောင်းခြင်းတစ်ခုဖြစ်နိုင်နေဆိုတာသူနားလည်သွားခဲ့ပါပြီ။အခု Jerry ဘွားမှာဒေါ်ယတီနဲ့ Rob ပဲကြံတော့ပြီ။ဒေါ်ယတီအကူအညီနဲ့တနေ့ထိတ်ဆုံးရောက်ဖို့ Rob ကိုဆက်လေ့ကျင့်ပေးနေပါတယ်။အမ်မာကသူ့ကိုတကယ်မချစ်ပဲပတ်စံကြောင့်ပဲတွဲခဲ့မှန် Jerry နောက်ဆုံးတော့သဘောပေါက်သွားပါပြီ။ဒီအမှန်တရားကရင်နာစရာကောင်းပေမဲ့သူ့ကိုမျက်စိပွင့်စေခဲ့ပါတယ်။ဒါပေမဲ့ Jerry ဘွားကတော့အခုမှစပျက်စီးတာပါ။ဘန်ချင်းငွေတွေလည်းဆက်ဖို့ကြံသေးတယ်လို့သူ့အိမ်ကလည်းအခုတော့ဝန်တိုဝန်ပိုးကြီးဖြစ်လာခဲ့ပါပြီ။အမ်မာထွက်သွားပြီးငွေရေးကြီးပါအကြက်ရိုက်နေလို့ Jerry တယောက်အသေးကွဲပြီးအထီးကျန်နေရပေမဲ့ဒီလိုနာကျင်မှုတွေကြားကပဲသူလုံးဝလက်မလျှော့ခဲ့ပါဘူး။သူဟာလုံးဖို့ကိုင်ဖက်ကနေလက်တွဲပေါ်ဖြစ်လာတဲ့ဒေါ်ယာတီနဲ့အတူပိုကောင်းတဲ့အနာဂတ်အတွက်ရှေ့ဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့ဟာသူတို့အနားမှာပဲကြံရိတ်ခဲ့တဲ့တူးတဲ့သောကစားသမား Rock ကိုဆက်ပြီးလေ့ကျင့်ပေးခဲ့တယ်လို့စာချုပ်တစ်ချုံနိုင်ပြီးသူ့အရေးချင်းကိုတက်တည်ပြဖို့ကလပ်အသေးမျိုးစုံစီတွားရောက်ကအပြင်းထန်စူးစမ်းခဲ့ကြပါတယ်။ဒါပေမဲ့ချင်းကက်သမျှကလပ်တိုင်းကတော့သူတို့ကိုညှင်းလွတ်လိုက်တာပါပဲ။ Rod ရဲ့ဒေါသနဲ့ဇယိုက်တွေကြောင့်တခြားကစားသမားတွေနဲ့ပြဿနာတက်မှာကိုအသင်းတွေကစိုးရင်ပြီးဘယ်သူမှမစွန့်စားချင်ကြဘူးလေ။ဒါကြောင့် Jerry ကတော့မျှော်လင့်ချက်မပြတ်သေးပါဘူး။ဒေါ်ရဲ့ဒီရဲ့ပံ့ပိုးမှုနဲ့အတူ Jerry ကတော့ဆက်စူးစမ်းနေလို့မှာအချိန်သိညင်းပက်ခံရပြီးနောက်မှာကလပ်အသေးလေးတစ်ခုက Rod ကိုခေါ်ဖို့သဘောတူခဲ့ပါတယ်။လာစာနေပြီမဲ့လေ Jerry ကတော့ဂူးမဆိုင်ပဲ Rod ရဲ့အရေးချင်းကိုတက်တည်ပြနိုင်မှုပဲအထူးကထားခဲ့ပါတယ်။အဲ့ဒီနေရာစပြီး York တယောက်ပိုပြင်းပြင်းထန်တဲ့လေ့ကျင့်မှုဘယ်လောက်ထိစိတ်ပိုင်းဖြတ်ထားလဲဆိုတာတွေ့ရမှာပါ။
Jerry ရဲ့လမ်းညွှန်တင်ပြမှုနဲ့အတူသူဟာအစွမ်းကုန်စူးစမ်းခဲ့လို့ကိုင်းထဲမှာတရက်ထက်တရက်ပိုတန်မှာပုံမြန်ပြီးထက်မြက်လာခဲ့ပါတယ်တစ်ဖက်မှာလည်း Jerry နဲ့ Dorothy တို့အတူတူအလုပ်လုပ်ရင်းသူတို့ရဲ့ခင်မင်မှုဟာတဖြည်းဖြည်းနဲ့ပိုပြီးနှက်ဆိုင်လာခဲ့တာပေါ့အိမ်မက်နဲ့ရုန်းကန်မှုတွေကိုမျှဝေရင်သူတို့ရဲ့လက်တွဲမှုကအချစ်ဖြစ်သွားခဲ့ပါတယ်ဒီရက်မှာဂျာဒီတယောက်ဒေါ်ရသီအိမ်ကိုအလဲသွားရင်းသူမမှာ3နှစ်အရွယ်သားလေးတယောက်ရှိနေတာကိုသိလိုက်ရပါတယ်။ဒေါ်ရသီကလည်းသူမအိမ်တောင်ခွဲပြီးသားလေးကိုတယောက်တည်းရုန်းကန်မွေးမြူနေရတဲ့အကြောင်းဖွင့်ဟခဲ့တာပါ။ဒါကိုဂျာဒီကတေးချနားထောင်ပေးခဲ့ပြီးသူမရဲ့ရိုးသားမှုနဲ့အခက်အခဲတွေကြားကကြံ့ကြံ့ခံနိုင်တဲ့တန်မာမှုတွေကြောင့်ပိုပြီးတော့လေးစားအားကြသွားခဲ့ရပါတယ်။ဘသူမှမရှိချိန်သူ့အနားမှာတသားတည်းရက်တီပေးခဲ့တဲ့သူမဟာလုတ်ဖို့ကင်ဖက်တတ်မဟုတ်ပဲသူ့အတွက်ဘလောက်အရေးပါလဲဆိုတာဂျယ်ရီနားလည်သွားပါတယ်။ရပိုင်းကြာမှာတော့ဂျယ်ရီဟာဒေါ်ရသီကိုအတူတူနေဖို့တတိရှိရှိဖွင့်ပြောလိုက်ပြီးဒေါ်ရသီကလည်းသဘောတူခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်ဟာချစ်သူတွေအဖြစ်ဘဝစာမျက်နှာတစ်ကိုစတင်လိုက်ကြပါပြီ။သူတို့နှစ်ယောက်လက်ထပ်ပြီးချစ်ချင်းမြတ်တာအနာဂတ်မျှော်လင့်ချက်နဲ့အိမ်မက်တွေကိုမျှဝေရင်ပျော်ပျော်ရွှင်ရွှင်အတူတူနေထိုင်သွားပုံကိုဒီဇက်ကမပြသထားပါလေ။ Rod တော့ Jerry ရဲ့လေ့ကျင့်ပေးမှုတွေကနောက်ဆုံးမှအရာထင်လာခဲ့ပါပြီ။သူကအသင်းဖော်ရဲ့လေးစားမှုကိုရရှိပြီးယုံကြည်မှုအပြည့်နဲ့အစွမ်းထက်တဲ့ကစားသမားတူဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့စောင့်မျှော်နေတဲ့ချန်ပီယံလူပွဲကြီးရောက်ရှိလာခဲ့ပြီး Rod တို့အသင်းဘိုးလူပွဲကိုတက်လှမ်းနိုင်ခဲ့ချိန်မှာတော့ကွင်းကြီးတစ်ခုလုံးနဲ့အားပေးတဲ့တွေနဲ့စူညံပွက်လောရိုက်လို့နေခဲ့ပါတော့တယ်။ဒီအကျိတ်အနေပွဲမှာ Rod ဟာအစွမ်းကုန်ပုံအော်ကစားပြီးဂိုးတွေအပြတ်သွင်းကအသင်းကိုအနိုင်ရစီပဲပါတယ်။ပွဲသိမ်းခေအမုတ်ချိန်မှာပရိသတ်တွေက Rod ရဲ့နာမည်ကိုဟစ်ကြွေးပြီးသူ့ကိုပါရမီရှင်စူပါစတာတယောက်ဖြစ်တခဲနဲ့ချီးကျူးခဲ့ကြပါတယ်။ Rod ရဲ့အမကန်ကစားကွက်ကလူတိုင်းရဲ့အာရုံကိုဖန်ဆားသွားပြီးပွဲပြီးတာနဲ့သူကတနိုင်ငံလုံးရဲ့ star တူဖြစ်လာပါတယ်။သတင်းထောက်တွေနဲ့ကင်မရာတွေသူ့နောက်တက်ကောက်ကောက်လိုက်နေတဲ့ interview တစ်ခုမှာတော့ Rod ကလူတိုင်းကိုအံ့အားသင့်စေမယ့်ရင်ဖွင့်စကားတစ်ခုပြောလိုက်ပါတယ်။သူအခုလိုအောင်မြင်မှုအထွတ်ထိပ်ရောက်ခဲ့တာဟာသူ့နီးပြ Jerry Maguire ကြောင့်ပါပဲ။ဘသူမှမယုံကြည်ချိန်မှာ Jerry ကပဲယုံကြည်ပေးခဲ့ပြီးသူ့ရဲ့အကျင့်ဆိုးတွေနဲ့ဆွဲလန်းမှုတွေကိုကြော်ဖြတ်နိုင်အောင်မမောမပန်းလေ့ကျင့်ပေးခဲ့တာလို့ကဘာကိုထုတ်ပြောခဲ့ပါတယ်။ Rod ရဲ့စကားတွေကကြည့်နေသူအားလုံးအပြင် Jerry ကိုပါစိတ်လှုပ်ရှားသွားစေပါတယ်။ဒီ interview ကိုကြည့်ပြီး Jerry တယောက်ခန်းစားချက်တွေပြေးလျံလာကမျက်ရည်တွေတောင်ကျလာခဲ့ပါတယ်။သူ့ပေါ်ထားတဲ့ Rod ရဲ့ချစ်ချင်းနဲ့ကြည်စုတရားတွေကြောင့်ဝမ်းနည်းလို့မဟုတ်ပဲတကယ့်ကိုပျော်ရွှင်လွန်းလို့ငိုချလိုက်မိတာပဲဖြစ်ပါတယ်။ဒီအချိန်မှာ Jerry လှုပ်ဖို့ကင်မဲ့ဟောင်းတွေကသူအလုပ်ပြုတ်တုန်းကတကြော့ပြန်အောင်မြင်ရမယ်လို့ယုံကြည်ချက်ရှိရှိပြောခဲ့တာကိုပြန်သတိရသွားကြတယ်။အခုတော့သူမှန်ခဲ့မှန်သိသွားပြီးအခွင့်အရေးရှိတုန်းကသူ့ကိုမယုံကြည်အတူမပူးပေါင်းခဲ့မိလို့နောင်တရနေကြပါပြီ။မကြခင်မှာပဲ Jerry ရဲ့ agency လေးတိုးတက်လာပြီးသူ့စီမှာလေ့ကျင့်ခြင်းနဲ့ကစားသမားတွေအများကြီးရောက်လာပါတော့တယ်။နှစ်ရက်တည်းနဲ့$15 သန်းလောက်ရရှိပြီးကြီးကျယ်တဲ့အောင်မြင်မှုနဲ့သူပြန်လာနိုင်ခဲ့ပါတယ်။ Rod ဟာနာမည်ကြီးကလပ်တစ်ခုနဲ့9နှစ်စာချုပ်ချုပ်ဆိုပြီးသူရော Jerry ရောပိုအောင်မြင်လာခဲ့တယ်လို့ Jerry လည်းအခုဆိုအရင်ကတည်းကပိုပျော်ရွှင်ပြီးစိတ်အေးချမ်းမှုနဲ့သူအောင်မြင်မှုပါအပြည့်အဝရရှိသွားပါပြီ။သူ့ပတ်စံမဲ့မက်တဲ့အမ်မာသူ့ဘွားတွေကထွက်သွားတာကိုသူတကယ်ပဲကျေးဇူးတင်နေတာပါ။ဒါဟာသူ့အတွက်အကောင်းဆုံးဖြစ်ခဲ့မှန်းသူနားလည်သွားတယ်လို့ဒေါ်ဒီသားသားမရှိရင်သူအခုလိုအခြေအနေမျိုးဘယ်တော့မှရောက်လာမှာမဟုတ်ဘူးဆိုတာလေသူသိသွားခဲ့ပါပြီ။သူမရဲ့ယုံကြည်မှုနဲ့မေတ္တာတွေက Jerry ဘွားကိုပြန်လဲတီဆောက်နိုင်စေခဲ့တာပါ။ဒါကိုနားလည်သွားတဲ့ Jerry ကသူမကိုကျေးဇူးတင်ကြောင်းပြသဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါနဲ့ပဲမိဘတွေစီသွားလေပြီးမိသားစုနဲ့အိမ်နီးနားချင်းတွေရှိမှရင်ထဲထိစေမယ့်စကားတစ်ခုပြောလိုက်ပါတော့တယ်။သူ့ရဲ့အောင်မြင်မှုချမ်းသာမှုနဲ့ပျော်ရွှင်မှုတွေဟာဒေါ်ရတီเจ้าမှာဆိုပြီးသူ့လူသိရှင်ကြားကျေးဇူးတင်ခဲ့ပါတယ်။ဘယ်သူမှမယုံကြည်တဲ့အခက်ခဲဆုံးအချိန်တွေမှာသူ့ကိုယုံကြည်ပေးပြီးရှေ့ဆက်ဖို့ခွန်အားတွေပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ကြောင်းပြောသွားခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်သူမအနားမှာအမြဲရှိနေပြီးအစွမ်းကုန်ပံ့ပိုးပေးမယ်ဆိုတဲ့သူ့ရဲ့ကတိစကားကြောင့်ဒေါ်ရတီတယောက်အတိုင်းမသိဝမ်းသာသွားပါတယ်။အဲ့ဒီအချိန်ကစပြီး Jerry နဲ့ဒေါ်ရတီတို့နှစ်ဦးကပျော်ရွှင်စွာအတူတူဖြတ်သန်းသွားကြပါတော့တယ်။သူတို့ဟာဒေါ်ရတီရဲ့သားလေးနဲ့အတူနှွေးထွေးတဲ့အိမ်လေးတစ်လုံးကိုဖန်တီးပြီးတယောက်နဲ့တယောက်ပို့ပြီးတော့လဲနားလည်လာကြပါတယ်။ရပ်ပိုင်းကြာမှပဲ Jerry ရဲ့အောင်မြင်မှုကိုမြင်သွားတဲ့လှုပ်ဖော်ကိုင်ဘက်ဟောင်းတွေကသူနဲ့အတူပြန်ပြီးလက်တွဲလှုပ်ချင်တယ်လို့ဆက်သွယ်လာကြပါတော့တယ်။သူတို့ထေးတဲ့ Jerry ကပိုအောင်မြင်ပြီးသူတို့မလုပ်နိုင်တာတွေလုပ်ပြနိုင်ခဲ့တယ်လို့ဝန်ခံကြပေမဲ့ Jerry ကတော့ကမ်းလှမ်းချက်ကိုညှင်းပယ်လိုက်ပါတယ်။သူကုမ္ပဏီကထွက်တော့ကသူ့ဘေးမှာရက်တီပေးခဲ့တာဒေါ်ရတီတယောက်တည်းပဲလို့သူကပြန်သတိပေးလိုက်တာပါ။လူတိုင်းကြောကန်းညီမှာသူမတယောက်ပဲသူ့ကိုယုံကြည်ခဲ့တာပါ။သူကလည်းဒီအမားမျိုးထပ်မမားတော့သလိုသူတို့ကိုမလိုတော့ဘူးလို့ပြောလိုက်ပါတယ်။နောင်တရနေတဲ့လှုပ်ဖော်ကိုင်ဘက်ဟောင်းတွေလည်းဆုံးရှုံးမှုကိုသိပြီးအလုတ်ဟောင်းတွေစီပဲပြန်သွားခဲ့ရပါတော့တယ်။ဒီအချိန်မှာပဲအမ်မာက Jerry စီပြန်လာပြီးဒါရိုဒီမှာကလေးရှိလို့အတူနေဖို့မလိုဘူးလို့ပြောပါတော့တယ်။ဒါပေမဲ့ Jerry ကဒေါသတကြီးနဲ့သူ့နားကနေအပီးပိုင်ထွက်သွားဖို့မောင်းထုတ်လိုက်ပြီးဒါရိုဒီဟာသူတခဲချရတဲ့သူဖြစ်တယ်လို့သူမရဲ့ကလေးဟာလေသူ့အတွက်အရာအားလုံးပဲလို့ပြောလိုက်ပါတော့တယ်။ဒေါ်ရတီရဲ့3နှစ်ရွယ်သားလေးကလည်း Jerry ကိုတန်ရောစင်အတော်ကြီးသွားခဲ့ပါတယ်။အဖေရင်းကိုမမိတော့တဲ့ကလေးလေးက Jerry ကိုပဲသူ့အဖေလိုမြင်လာပြီး Jerry ကလည်းသူ့သားလေးလိုချစ်ပေးခဲ့တာပါ။အခုဆိုသူတို့ဟာချစ်ချင်းမြတ်တာတွေရေမောတန်တွေမျောလင့်ချက်တွေနဲ့ပြီးနှက်နေတဲ့လှပတဲ့မိသားစုလေးတစ်ခုဖြစ်နေပါပြီ။ဇက်သိမ်းမှာတော့ Jerry ဒေါ်တီနဲ့သားလေးတို့3ယောက်ပျော်စရာမိသားစုလေးဖြစ်နေအချင်းချင်းဖေးမကူညီရင်အောင်မြင်မှုအသစ်တွေကိုဆက်ပြီးစုပ်ကိုင်သွားကြပါတယ်။ပိတ်သက်ကြီးဒါကတော့အချစ်ယုံကြည်ချက်နဲ့ကိုဘယ်တော့မှအရှုံးမပေးတမ်းစ조사မှုတွေအကြောင်းပုံဖော်ထားတဲ့1996ခုနှစ်ထွက် Jerry Maguire စကားကြီးပဲဖြစ်ပါတယ်။ဒီလမ်းနဲ့ရုပ်ရှင်ပေါ်ခန်းစားချက်တွေကိုအောက်ကကွန်မန့်မှာရေးပေးခဲ့အောင်နော်။နောက်ထပ်ရုပ်ရှင်အညွှန်းကောင်းတွေနဲ့ပြန်လာအောင်ပါမို့ဆက်ပြီးစောင့်ကြည့်ရင်အားလုံးပဲဘေးကင်းကြပါစေဗျာ။